မြန်မာရုပ်ရှင်လောကမှာအနုပညာကြီးအမြင့်ဆုံးသောတရုပ်ဆောင်မင်းသားတွေအားလုံးပဲမင်္ဂလာပါ MSLTOS News Channel ကနေကြိုဆိုလိုက်ပါတယ်မြန်မာရုပ်ရှင်လောကမှာထင်ရှားတဲ့ပြည်သူနေတိုးမြင့်မြတ်တို့အနုပညာကြီးထင်ရှားတဲ့ဇာတ်ကားတွေနဲ့အကယ်ဒမီဆွေးရရှိမှုချန်လက်တွင်ပြည်သူအနုပညာကြီး390ကနေ350အထိဇာတ်ကားတကားမှာအနုပညာကြီးရရှိခဲ့ပါတယ်ဇာတ်ကားမျိုးစားနဲ့ထုတ်လုပ်သူပေါ်မူတည်ပြီးအနုပညာကြီးကိုသူတို့လိုအပ်ချက်အမြင့်တင်ပေးခဲ့ကြပါတယ်ထင်ရှားတဲ့ဇာတ်ကားတွေ2019မုံတီချင်းအယောင်နဲ့၎င်း2021မှာချစ်လို့ပါဆိုတဲ့ဇာတ်ကားနဲ့နာမည်ကျော်ကြားခဲ့သူတို့ဖြစ်ပါတယ်2020မှာချစ်ဆိုတာမင်းပဲဆိုတဲ့ဇာတ်ကားအဖြစ်နောက်ဆုံးရိုက်ကူးခဲ့ပါတယ်အကယ်ဒမီဆုများ2019ဇက်ဖို့အကောင်းဆုံးမင်းသားမုံတီကျဲတဲ့အယောင်စသည်နဲ့၎င်း2021ဇက်ဖို့ဆုအကောင်းဆုံးမင်းသားချစ်လိုပါဆိုတဲ့ဇာတ်ကားနဲ့အကောင်းဆုံးသောကယ်ဒမီဆုတွေရရှိခဲ့ပါတယ်နေတိုအနုပညာကြီး360ကနေ300ထိရရှိပိုင်ဆိုင်ထားအနုပညာမင်းသားတယောက်ဆောင်တော်ဖြစ်ပါတယ်ထင်ရှားတဲ့ဇာတ်ကား2018မှာအခြေကိုမျှဝေပါ2020မှာချစ်တဲ့သူရဲ့2022မှာအခြေအဆောင်စသည်တို့နဲ့ပရိသတ်တွေအကြိုက်ဆုံးဇာတ်ကားတွေပေါင်းရိုက်ကူးခဲ့ပါတယ်အကယ်ဒမီဆုတွေ2018မှာအကောင်းဆုံးမင်းသားဆုအခြေကိုမျှဝေပါဆိုတဲ့ဇာတ်ကားနဲ့၎င်း2020အကောင်းဆုံးမင်းသားဆုချစ်တဲ့သူရဲ့ဆိုတဲ့ဇာတ်ကားနဲ့အကယ်ဒမီဆုတွေကိုဆုကူးခဲ့ပါတယ်မြင်မြန်အနုပညာကြီး340ကနေ300ထိရရှိခဲ့တဲ့တရုတ်ဆောင်မင်းသားတအုပ်ဖြစ်ပါတယ်ထင်ရှားတဲ့ဇာတ်ကားမှာ2019မှာချစ်သူဘဝ2019အချင်းနဲ့အိမ်နောက်2021ချစ်တဲ့ဆိုတဲ့ဇာတ်ကားစရဲ့ဇာတ်ကားတွေနဲ့နာမည်ကျော်ကြားခဲ့ပါတယ်အကယ်ဒမီဆုတွေ2019ဇက်ဖို့အကောင်းဆုံးမင်းသားချစ်သူဘဝ2019အကောင်းဆုံးမင်းသားဆုအချင်းနဲ့အိမ်နောက်စရဲ့ဇာတ်ကားတွေနဲ့အကယ်ဒမီဆုတွေရရှိခဲ့ပါတယ်ပြည်သူနေတိုးနဲ့မြင့်မြတ်တို့ကမြန်မာရုပ်ရှင်လောကရဲ့ထိပ်တန်းမင်းသားဖြစ်ကြပြီးအကယ်ဒမီဆုတွေရရှိထားသူတွေလည်းဖြစ်ပါတယ်၎င်းတို့ရဲ့အနုပညာကြီးနှုံထားတွေကဇာတ်ကားအရေးသွေးရုံတင်ရဲ့ထုတ်လုပ်သူနဲ့တရုတ်ဆောင်မှုပေါ်မူတည်ပြီးကွဲခြားမှုတွေလည်းရှိခဲ့ပါတယ်။ဆုံးဖြတ်နာဆင်ကြည့်ရှုအပ်ပြီးပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။